မဲ့ဖြတ်တာသူက2မျိုးရှိတယ်လေဆာနဲ့ဖြတ်တာနဲ့ပြီးတော့ခွဲပြီးမှထုတ်လိုက်တာပေါ့နော်သူကလေဆာနဲ့ဖြတ်လို့ရှိရင်မဲ့ကပြန်ထွက်တတ်တယ်ဒါပေမဲ့မဲ့လိုမျိုးတခါတည်းနဲ့မပြောင်းနိုင်ဘူးပေါ့နော်အဲ့တော့သူက2မျိုးရှိတယ်သူစပြောကြတဲ့2မျိုးရှိတယ်တစ်မျိုးကလေဆာနဲ့ဖြတ်တာနောက်တစ်မျိုးကကြောင့်ခွဲထုတ်တာပေါ့နော်အဲ့ဒါလေဆာနဲ့ဖြတ်တာကျတော့ဒေါ်လာ150ပေးရတယ်အကယ်၍ခွဲထုတ်မယ်ဆိုလို့ရှိရင်တော့အမြင့်ပြတ်သွားမယ်ပေါ့နော်အမြင့်ပြတ်လို့ရှိရင်သူကအမြင့်ပြတ်သွားတဲ့အတွက်သူကခွဲရမယ်ဆိုလို့ရှိရင်ဒေါ်လာ900အဲ့တော့150ရဲ့900ရဲ့ညညပြရေးမလဲအမကလည်းကွက်ကိုခွဲထုတ်မယ်ပေါ့နော်ခွဲထုတ်လိုက်လို့ရှိရင်တစ်ခါတည်းပြီးအောင်ဆိုပြီးအမခွဲထုတ်တဲ့နေကိုရွေးလိုက်တာရွေးလိုက်တော့အမပထမတစ်ခါသူတို့စီးထိုးတယ်နော်3စက္ကန့်လောက်ပဲကြာတယ်အဲ့မဲ့ပေါ်မှာသူတို့အဲ့ထုံစီထိုးလိုက်တယ်ပြီးတော့ break down နဲ့အကွာရချစ်လိုက်တယ်အဲ့တော့အမဲတွေကတော့လုံးဝပြောင်းသွားပြီမဲ့အဲ့အပေါက်လေးလေးရှိနေတယ်ပြီးတော့မှဒါနဲ့ချစ်ထုတ်လိုက်တဲ့အတွက်သူကပေါက်ပြီးတော့မှအပေါ်ဘူးရမပြောင်းတော့အမဒုတိယတစ်ခါမှသွားပြီးမှပြန်တက်ပြောတာဟဲ့မပြောင်းဘူးလုံးဝမဲ့ရဒီအပေါ်အဝိုင်းအမဲရလည်းရှိနေတယ်လို့ပြောခါကျဆရာဝန်နောက်တစ်ခါထပ်လုပ်ရမှာလေနောက်တစ်ခါထပ်လုပ်ရမှာဆိုပြီးတော့ဆရာဝန်ကလုပ်လိုက်မလားခုလုပ်လိုက်မလားတဲ့လုပ်လိုက်မယ်ဆိုပြီးတော့သူကအပေါက်ကြီးဖောက်ထည့်ပလိုက်တာဆရာဝန်ကိုယ်တိုင်မလုပ်တော့ nurse နဲ့လွှဲလိုက်တာ nurse နဲ့လွှဲပြီးမှအဲ့ nurse ကအပေါက်ကြီးဖောက်ပြီးတော့မှလေကြီးဝါးနဲ့ကြီးဝါးသူတို့အမြင့်တွေတူလိုက်တယ်ကြီးဝါးလို့လားတော့မသိအဲ့ချုပ်ရမယ်ဆိုပြီးမှဆရာဝန်ကတခေါ်ဆရာဝန်နောက်တခြားခန်းနေဆရာဝန်ကြီးကိုတခေါ်တော့ဆရာဝန်ကြီးက easily မှထွက်လာပြီးချုပ်တဲ့အချိန်ကလည်းထုံကျဲနေနဲ့ပြေသွားတော့မှမစနိုင်ရောပြီးခါကျတော့အဲ့ချုပ်တယ်ပေါ့နော်သူချုပ်တယ်3ချက်လောက်သူချုပ်တယ်ချုပ်ပြီးမှအမအခုဒုတိယအကြိမ်ပေါ့နော်ဒါဒုတိယအကြိမ်အမလောက်ပြီးမိနစ်8တရကတော့24နာရီလုံးဝရေမထိရအောင်ဆိုလို့အမကမထိဘူးဆိုတော့ဒါ3ရက်မြောက်2ရက်ပေါ့2ရက်မြောက်3ရက်မြောက်နေမှာအမခွာကြည့်ရပေါ့နော်ခွာကြည့်ရဒီမှာမကြည့်သူရလည်းထွက်နေချုပ်ထားတာတစ်ချက်2ချက်3ချက်ဆိုအမရွက်ကတော့ရှိမဲ့ပုံပဲဒီလားအနီးကပြမယ်အမရွက်ကတော့ရှိမဲ့ပုံပဲဆိုတော့သူရလည်းထွက်နေသေးတယ်ဆိုတော့လုံးဝအမမပြောဆိုညကလေလုံးဝအိမ်မပြောလုံးဝအိမ်မပြောဘူးပြီးတော့မှငါမျက်နှာကြီးကအမရွတ်ဖြစ်ပြီလားမသိထားအမမဲ့တလုံးလေးနော်အဲ့လောက်ထိခက်ခဲနေသူများတို့မျိုး operation အကြီးစားရေးလုပ်လို့ရှိရင်များဘယ်လောက်များခက်ခဲမလဲမသိဘူးအမတို့ဒီမဲ့တလုံးလေးဖြတ်တာတော်တော်စိတ်တက်ကြသွားတယ်ဟိုအမမျက်နှာဆိုလေ sensitive ဖြစ်လို့ဘာတစ်ခုမှမလေးရင်လို့မျိုးတော့ခုဆိုမှဝက်ချန်နေပေါက်မှာပါညာကိုမျက်နှာကိုရန်ကျူဆိုင်တော့ကွာလို့မျိုးကျူဆိုင်တဲ့လူမျိုးကဒီလိုမျိုးလာဖြစ်တယ်ဆိုတော့အမတော်တော်စိတ်စီရဲနေပြီအမနောက်နှစ်ပတ်နေသူကပြန်လာပြလို့ပြောထားတယ်နောက်နှစ်ပတ်နေပြီအဖေကမတို့စောင့်ကြည့်ရအောင်တကယ်လို့အဲ့အမရွက်ရကြီးနေမယ်ချုပ်ရွက်ရအကြီးဖြစ်နေမယ်ဆိုလို့ရှင်တော့မတို့တခုတော့စဉ်းစားရမယ်ပေါ့နော်ဘာလို့ရမလဲမသိဒါပေမဲ့ဒီဆရာဝန်ကတော့လုံးဝမကောင်းပါဘူးသူပတ်စံလည်းအများကြီးယူတယ်ပြီးတော့ nurse တွေကတော့အဆင်ပြေစိတ်ခါနေ nurse တွေကတော့အရန်ဖောက်ရပြီးမှအရန်ချစ်ဖို့ကောင်းတယ်အရန် Q site တဲ့အဆင်ပြေရလာပါညာ Q site ဒါပေမဲ့ဆရာဝန်ကလေလုံးဝအချိန်မပေးဘူးနင်လုံးဝအချိန်မပေးဘူးစကားပြောခွင့်လည်းမရှိဘူးသူလောက်ပဲပတ်ဆိုပြီးပါပထမတစ်ခါသူလောက်ကလေး3စက္ကန့်ပဲကြာတယ်လောက်လိုက်တယ်သူလောက်တာဟုတ်ရလားအဲ့ feeling ကလေဒီလားနည်းနည်းရတော့စိတ်ထဲမပြောနေဘူးအဲ့ result ထွက်လာတော့လည်းမကောင်းဒုတိယအချိန်သွားတော့လေ nurse နဲ့လွဲပြီးမှခွဲခိုင်းတယ်ပြီးတော့သူချုပ်တဲ့အချိန်လောက်ပဲသူလာအဲ့ဒါမှစောင့်လိုက်ရတယ်ဆိုတော့ဒီဆရာဝန်ကတော့လုံးဝ review မပေးဘူးအဲ့တော့မှနည်းနည်းတတိထားရအောင်လို့မြဲဖြတ်တာလို့ဘာလို့ဆိုလို့ရှိရင်ဒီဆရာဝန်လုံးဝမကောင်းပါဘူးဖြတ်ချင်လို့ရှိရင်ဘန်ကောက်တိုးဆိုလို့ရှိရင် review ကောင်းပေးတတ်တယ်ပြီးတော့ Korea တို့ဘန်ကောက်တို့မှာတေချာလေးဖြတ်ပါအမညီမလေးဆိုလဲသူဘန်ကောက်မှာဖြတ်တာသူမင်းဆိုအမထက်တောင်ကြီးတဲ့ဒီမှာလေအကြီးသူဖြတ်တာဘာအရာမှမထင်ဘူးမကြအောင်တော့ဘန်ကောက်မှာဖြတ်တာအမဟိုဘန်ကောက်မှာဖြတ်ရမှာကြောက်တယ်ဟိုတခုခုဖြစ်ပြန်သွားလို့အဆင်မပြေဘူးဆိုပြီးမမ US မှာဖြတ်လိုက်တာအဲ့ဒါပြဿနာတွေအလိုကြီးဖြစ်ကုန်တော့နော်လာချင် yes ဆက်ယူပါဆိုတော့ပို့ရုပ်ဆိုတော့စိတ်ညစ်လိုက်တာ